ပြည့်စုံသော endo treatment တွေအတွက်စီလာကောင်းတစ်ခုကိုရှာဖွေနေရင်တော့ယခုဗီဒီယိုထဲမှာအဖြေရှိနေပါတယ်။ကိုရီးယားနိုင်ငံမာရုချီကုမ္ပဏီမှာထုတ်လုပ်ထားတဲ့ endo C premium လေးနဲ့မိတ်ဆက်ပေးပါရစေ။ MDA base စီလာဖြစ်တာကြောင့် biocompatible ကောင်းမွန်ခြင်းအခြားစီလာတွေလိုစတင်ဖြစ်နေခြင်းမှာကျုံသွားခြင်းမျိုးမရှိဘဲ expand ဖြစ်သွားတာကြောင့် sealing ability အတွက်လည်းစိတ်ချရပါတယ်။ flow ability ကောင်းမွန်ပြီးသွားမြင့်ထက်ရဲ့သေးငယ်တဲ့လမ်းကြောင်းတွေအထိကောင်းမွန်စွာစီးဝင်နိုင်ပါတယ်။စတင်တိုင်းကလည်း10 to 12 minute နဲ့စတင်ဖြစ်တာကြောင့်ဒေါက်တာတို့အတွက်ရော patient တွေအတွက်ပါအချိန်ကုန်သက်သာစေတဲ့အပြင် single visit RCT treatment တွေအတွက်လည်းအကောင်းဆုံးထောက်ကူဖြစ်စေမှာပါ။ premix ring type ဖြစ်တာကြောင့်အသုံးပြုရလွယ်ကူစေပါတယ်။ရောဆက်အသုံးပြုရသောစီလာများထက်အချိန်ကုန်သက်သာစေတဲ့အပြင်စီလာများအလေအလွင့်ဖြစ်ခြင်းကိုလည်းရှော့ချပေးနိုင်ပါတယ်။ဒါကြောင့်ကိုရီးယားနိုင်ငံမာရုချီကုမ္ပဏီမှထုတ်လုပ်တဲ့ Endo CMT ရာဆိုရင်ဒေါက်တာတို့ရဲ့ပြည့်စုံသော Endo treatment တွေအတွက်အကောင်းဆုံးရွေးချယ်မှုဖြစ်လာမှာပါပထမအဦးဆုံးဝယ်ယူသူအယောက်20အတွက် 20% discount ရှိတာမို့လို့အမြန်ဆုံးဆက်သွယ်မှာယူလိုက်ဖို့အကြံပေးလိုက်ပါရစေ။